ရက်မတော်ရက်ွက်ထဲကအဆောက်အဦပါအယောင်လေးပါမင်္ဂလာပါကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးမှာကြိုဆိုလိုက်ပါတယ်လမ်းကျဲသွားလာရလွယ်ကူပြီးနေထိုင်ရန်အလွန်ကောင်းမွန်သောရက်ွက်လေးလည်းဖြစ်ပါတယ်ပေကျယ်ဝင်းကတော့ပေ30-40ဖြစ်ပြီးကြရန်အနီပေါက်ကိုမှတက်တန်းတစ်လေးပါအဆောက်အဦကတော့နံကတ်နှစ်ထပ်ဖြစ်ပြီးမြောက်လှည့်လေးပါနေရာလေးကတော့38လမ်း58လမ်းအနီးပဲဖြစ်ပါတယ်ဒါလေးကို1,500ညှိနှိုင်းစင်းလုံးဖြင့်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေဖြင့်ကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးကိုသာဆက်သွယ်လိုက်ပါခင်ဗျာအကောင်တကအကောင်ဆုံးတွေကိုသာဖန်တီးပေးခြင်းလားကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးရဲ့စေတနာပါ